ကိုမစင်ကိုပြန်စားတဲ့တရိတ်ဆန်များနံပါတ်1ယုံတွေဟာသူတို့ရဲ့အညစ်အကြေးကိုပြန်စားတတ်တဲ့အလေးချင်းရှိပါတယ်တကယ်တော့ဒါဟာကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့အာဟာရဓာတ်ပြည့်ဝဖို့အတွက်စားရတာဖြစ်ပါတယ်ယုံတွေဟာအမြင့်တဲ့အရန်များတဲ့အစာတွေကိုစားတာကြောင့်အစာချေပြတ်ဖို့အခက်ခဲပြီးတော့အာဟာရဓာတ်အလုံးကိုခန္ဓာကိုယ်ကမဆွတ်ယူနိုင်သေးပါဘူးဒါကြောင့်ကိုမစင်ကိုပြန်လည်စားသုံးခြင်းဖြင့်လိုအပ်တဲ့အာဟာရတွေကိုဒုတိယအကြိမ်ပြန်လည်ရယူတာဖြစ်ပါတယ်ယုံလေးတွေဟာများသောအားဖြင့်မစင်ကိုစွန့်ထုတ်ပြီးချင်းမှာပဲပြန်လည်စားလေးရှိတာကြောင့်ပိုင်ရှင်တွေတောင်သတိမထားမိတာမျိုးဖြစ်တတ်ပါတယ်နံပါတ်2ဆင်ကြီးတွေထက်ဆင်ပေါက်လေးတွေကကိုခံအားနဲ့အစာချေစနစ်ကောင်းမှုအတွက်ဒီအညစ်အကြေးကိုပြန်စားလေးရှိကြပါတယ်ဆင်ပေါက်လေးတွေဟာမွေးဖွားလာတဲ့အခါမှာသူတို့ရဲ့ဦးလန်းချောင်းထဲမှာအစာကိုခြေဖြတ်ပေးနိုင်တဲ့ဗက်တီးရီးယားတွေပါမလာသေးတာကြောင့်မိခင်ဆင်မကြီးဒါမှမဟုတ်တခြားဆင်ကြီးတွေရဲ့မစင်ကိုပြန်လည်စားခြင်းဖြင့်အစာချေစနစ်ကောင်းကောင်းလည်ပတ်စေတာဖြစ်ပါတယ်ဒါဟာယောဂကြောင့်မဟုတ်ပဲသူတို့ရဲ့ရှင်သန်ကြီးထွားဖို့အတွက်တဘာဝကပေးထားတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နံပါတ်3ပယစိတ်တွေဟာသူတို့အချင်းချင်းအညစ်အကြေးတွေကိုဖက်လှယ်စားသုံးခြင်းဖြင့်ယောဂပိုးမွားတွေကိုတိုက်ဖြတ်နိုင်တဲ့ကိုယ်ခံအားစနစ်ကိုမျှဝေကြပါတယ်ဒါဟာအုံနဲ့ကျင်းနဲ့နေထိုင်တဲ့ပယစိတ်အတိုက်တစ်ခုလုံးယောဂကင်းဝေးဖို့အတွက်နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်ပယစိတ်တွေရဲ့အညစ်အကြေးတွေမှာသူတို့ဘလို့အစားအစာမျိုးကိုစားထားတယ်လဲအတိုက်ထဲမှာဘာတွေလိုအပ်နေတယ်လဲဆိုတဲ့အချက်လက်တွေပါဝင်နေပါတယ်ဒါကြောင့်အညစ်အကြေးကိုပြန်လည်စားသုံးခြင်းကနေအတိုက်ညုံရဲ့အခြေအနေကိုလည်းသိရှိနိုင်ကြပါတယ်နံပါတ်4ရေမြင့်ပေါက်စလေးတွေဟာနှုတ်ဖြတ်ပြီးအစာစတင်စားသုံးတဲ့အခါမှာကိုမစင်ကိုပြန်စားလေးရှိကြပါတယ်ဒါမှသာသူတို့ရဲ့အစာရင်ကအစာကိုကောင်းကောင်းခြေဖြတ်နိုင်မှာဖြစ်ပါတယ်ရေမြင့်တွေဟာသူတို့ရဲ့အညစ်အကြေးကိုပြန်စားရုံနဲ့မကပဲအညစ်အကြေးဆုံးတဲ့အခါမှာလည်းအမီးကိုရက်တောင်ခတ်သလိုမြန်ခတ်ပြီးအရက်မျက်နှာအနှံ့ပြန့်လွင့်သွားအောင်လုပ်တတ်ပါတယ်ဒါဟာသူတို့ရဲ့နယ်မြေကိုသတ်မှတ်တာဖြစ်ပြီးတော့တခြားရေမြင့်တွေကိုမိမိရဲ့အာဏာနဲ့အင်အားကိုပြသတာလည်းဖြစ်ပါတယ်နံပါတ်5 guinea pigဒီကောင်လေးတွေဟာလည်းသူတို့ရဲ့အညစ်အကြေးကိုပြန်စားတဲ့အလေးအထရှိပါတယ်ဒါပေမဲ့သူတို့မှာထူးခြားတာကအညစ်အကြေးကိုအမျိုးအစား2မျိုးစုံထုတ်တာဖြစ်ပြီးတော့တစ်မျိုးကိုပဲစားကြပါတယ်ပထမတစ်မျိုးကပုံမှန်အညစ်အကြေးအမာလေးတွေဖြစ်ပြီးဒုတိယတစ်မျိုးကအာဟာရဓာတ်တွေပါဝင်နေသေးတဲ့အညစ်အကြေးအပျော့စားလေးတွေဖြစ်ပြီးတော့ဒီအပျော့စားလေးတွေကိုပဲပြန်စားကြတာဖြစ်ပါတယ်ဒီကောင်လေးတွေဟာသူတို့ရဲ့မစင်ကိုပြန်မစားရဘူးဆိုရင်အာဟာရချွတ်တဲ့တာကိုယ်လေးချိန်ကြတာနဲ့အစာချေစနစ်ပျက်စီးတာတွေဖြစ်တတ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့တရိတ်ဆန်လေးတွေကတော့ကိုမစင်ကိုပြန်စားကြတဲ့တရိတ်ဆန်လေးတွေပဲဖြစ်ပါတယ်လူချင်းမင်းတို့လည်းပြန်စားခြင်းစားလို့ရပါတယ်ကြည့်ရှုပေးလို့ယေရှုတင်ပါတယ်